ကျွန်တော်တို့ပတ်စံရှာတာသုံးတာစုတာတွေမှာဘယ်အရာတွေကတကယ်တမ်းနောက်ွယ်ကနေထိန်းချုပ်နေလဲဆိုတာဘယ်သူမှမပြောပြသေးတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုရင်ယုံကြည်နိုင်ပါမလားဒီနေ့ကျွန်တော်တို့ကြားရတာနားမလည်နိုင်စေရဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ပြီးမျက်လုံးပွင့်စေမဲ့စာအုပ်တစ်အုပ်အကြောင်းပြောပြချင်ပါတယ်ချီမာမန်ဒါဂိုစီအတီချီရေးသားထားတဲ့ We Should All Be Feminists ဆိုတဲ့စာအုပ်ပါပဲဒီစာအုပ်ကလိင်ကွဲခြားမှုအကြောင်းကိုပြောပြနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျွန်တော်တို့ရဲ့ငွေကြေးကဘာကိုဘယ်လိုမျိုးနက်နက်ရှိုင်းရှိုင်းထိခိုက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပေးခဲ့ပါတယ်ကျွန်တော်တို့ရဲ့ပတ်စံအိမ်နဲ့ဘဝအပေါ်ဒီအကြောင်းအရာတွေကဘယ်လိုတက်ရောက်မှုရှိလဲဆိုတာစိတ်ဝင်စားစရာကောင်းပါပါဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း7ပိုင်းနဲ့ဆွေးနွေးသွားပါမယ်အမျိုးသမီးဝါဒကိုဘာလို့မှားယွင်းနားလည်ကြတာလဲကျွန်တော်တို့ကြားမှာအမျိုးသမီးဝါဒဆိုတဲ့စကားလုံးကတော်တော်လေးကိုအထင်မြင်သေးခံရပြီးအပြောများပါတယ်ဒီစကားလုံးမှာအမျိုးသားတွေကိုမုန်းတီးတယ်ဘရာစီယာမဝတ်ချင်ဘူးအာဖရိကယူကျေးမှုကိုဆန့်ကျင်တယ်အမြဲတမ်းအမျိုးသမီးတွေပဲအုပ်ချုပ်ရမယ်လူမျိုးဘာမှမဆိုင်တဲ့အဓိပ္ပာယ်တွေနဲ့ပြည့်နေတတ်ပါတယ်ပြီးတော့မိတ်ကပ်မလိမ့်ဘူးမုတ်စိတ်မရိပ်ဘူးအမြဲတမ်းဒေါသထွက်နေတယ်ဟာတာအုံမရှိဘူးချွေးနဲ့ပျောက်ဆေးမသုံးဘူးဆိုတဲ့အမြင်တွေနဲ့ပါပေါင်းစပ်ပြီးအထင်အမြင်လွဲမှားမှုတွေအများကြီးပါပဲဒီလိုမှားယွင်းနားလည်မှုတွေကြောင့်လိင်နှန်းတူညီမျှမှုကိုတကယ်တမ်းယုံကြည်ပေမဲ့လည်းကျွန်တော်တို့စကားဝိုင်းတွေကနေဒီအကြောင်းအရာတွေကိုဖယ်ထုတ်ပြနေမိပါတယ်ဒီလိုဖယ်ထုတ်တာကကျွန်တော်တို့ရဲ့ငွေကြေးအနာဂတ်အတွက်အရန်ရေးပါတဲ့ဆွေးနွေးမှုတွေကိုပိတ်ဆို့နေတာပါပဲလိင်ကွဲပြားမှုဆိုတာဖန်တီးထားတဲ့ကန့်သက်ချက်လားစာအုပ်ထဲမှာပြောထားတာကကမ္ဘာပေါ်မှာနေရာတိုင်းမှာလိင်ကွဲပြားမှုဆိုတာအရေးကြီးပါတယ်ကျွန်တော်တို့ဟာဒီထက်ပိုပြီးတရားမျှတတဲ့ကမ္ဘာကြီးအမျိုးသားတွေရောအမျိုးသမီးတွေပါပူပျော်ရွှင်ပြီးကိုယ်တိုင်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းနေနိုင်မဲ့ကမ္ဘာကြီးကိုအိမ်မက်မက်ပြီးပုံဖော်ဖို့လိုအပ်ပါတယ်ဇီဝဗေဒအရကွဲပြားမှုတွေရှိပေမဲ့လိင်မျိုးအစားခွဲခြားထားတဲ့ကဏ္ဍတွေအများစုကတော့လူမှုဝန်းကျင်ကဖန်တီးထားပြီးအားဖြည့်ပေးထားတာပါအမျိုးသမီးတွေကအိမ်မှုကိစ္စနဲ့ကလေးထိန်းတာအမျိုးသားတွေကအိမ်အောင်ဦးစီးငွေရှာတာမိန်းကလေးတွေကအယုတ်နဲ့တစားပြီးယောက်ျားလေးတွေကကားနဲ့တစားတာအမျိုးသမီးတွေကစိတ်လှုပ်ရှားလွယ်ပြီးအမျိုးသားတွေကမာကြောရမယ်ဆိုတဲ့အတွေးတွေလိုပေါ့ဒီလိုလူမှုရေးအရာဖန်တီးထားတဲ့ခွဲခြားမှုတွေဟာကျွန်တော်တို့ရဲ့အလားအလာတွေကိုကန့်သတ်နေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဲလန်းရှိတွေနဲ့စီးပွားရေး position တွေကိုလည်းဓာတ်ရိုက်ထိခိုက်နေပါတယ်လူမှုရေးမျှော်လင့်ချက်တွေရဲ့ချုပ်နှောင်မှုကျွန်တော်တို့ယောက်ျားလေးတွေကိုပြုစုပြောထောင်တဲ့ပုံစံကတကယ်ကိုမှားယွင်းတဲ့အလုပ်တစ်ခုကိုလုပ်နေတာပါပဲယောက်ျားလေးတွေရဲ့လူသားဆန်မှုကိုကျွန်တော်တို့ဖိနှိပ်နေတာပါယောက်ျားပိသားမှုကိုအရန်ကျင်းမြောင်းတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုထဲမှာကန့်သက်ထားပြီးဒီမှာကြောတဲ့တင်းငယ်တဲ့လှောင်အိမ်တွေကိုယောက်ျားလေးတွေကိုထည့်ထားလိုက်ပါတယ်ဒီလိုခိုင်မာတဲ့မျှော်လင့်ချက်တွေဟာကျွန်တော်တို့အားလုံးကိုထိခိုက်စေပါတယ်ယောက်ျားလေးတွေကိုထိခိုက်လွယ်တာစိတ်ခံစားချက်တွေကိုမပြရဘူးလို့တားမြစ်ထားပြီးအမျိုးသမီးတွေကိုတော့ကိုတင်းတင်းမာမာမနေရဘူးလို့ပြောထားတာမျိုးပေါ့ဒါတွေကကျွန်တော်တို့ဘယ်လုပ်ကိုရွေးချယ်မလဲလစာဘယ်လောက်တောင်းဆိုမလဲကျွန်တော်တို့ရဲ့စုဆောင်းငွေဘယ်လောက်ရှိမလဲဆိုတာကိုတော့တက်ရောက်မှုရှိပါတယ်ကျွန်တော်တို့ရဲ့ငွေကြေးဆိုင်ရာအခြေအနေတွေကိုဒီလိုကန့်သက်ချက်တွေကထိန်းချုပ်နေတာပါအမျိုးသမီးတွေရဲ့မမြင်ရတဲ့ခွဲခြားဆက်ဆံမှုနဲ့ဗဏ္ဍာရေးဆုံးရှုံးမှုလိင်ကွဲပြားမှုကြောင့်လက်ပတ်နေတဲ့လက်ရှိလူအဖွဲ့အစည်းကကြီးမားတဲ့မတရားမှုတစ်ခုပါပဲကျွန်တော်ဒေါသထွက်မိတယ်ကျွန်တော်တို့အားလုံးဒေါသထွက်သင့်ပါတယ်ဒေါသကကောင်းမွန်တဲ့ပြောင်းလဲမှုတွေယူဆောင်လာခဲ့တဲ့ရာဇဝင်ရှည်ကြီးရှိပါတယ်တိုးတက်မှုတွေရှိနေပေမဲ့အမျိုးသမီးတွေဟာလုပ်ငန်းခွင်မညီမျှမှုကနေလူမှုရေးအပြန်အလှန်ဆက်ဆံမှုတွေအထိဘဝရဲ့ကဏ္ဍပေါင်းစုံမှာခွဲခြားဆက်ဆံမှုတွေကိုကြုံတွေ့နေရတော့မှာပဲဒီလိုစနစ်တကျဗတ်လိုက်မှုတွေဟာတိုက်ရိုက်မကြုံတွေ့ရတဲ့သူတွေအတွက်ဆိုမတိတာတာဒါမှမဟုတ်ပြစ်ပယ်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်ဥပမာလစာကွာဟမှုဥဆောင်မှုနေရာတွေမှာကိုစားပြုမှုနေတာလိမ်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးတာအိမ်တွင်းအလုပ်တွေမညီမျှတာစတာတွေပေါ့ဒါတွေအားလုံးကအမျိုးသမီးတွေရဲ့ဝင်ငွေအလုပ်ကင်တိုးတက်မှုနဲ့ငွေကြေးလွတ်လပ်ခွင့်ကိုတိုက်ရိုက်ထိခိုက်နေတဲ့စီးပွားရေးဆိုင်ရာပြဿနာတွေပါပဲအမျိုးသားတွေရဲ့စိတ်ဒဏ်ရာနဲ့ငွေကြေးဆုံးဖြတ်ချက်ဒါပေမဲ့အမျိုးသားတွေအပေါ်ကျွန်တော်တို့လုပ်မိတဲ့အဆိုးဆုံးအရာကတော့သူတို့ကိုခိုင်မာနေရမယ်လို့ခံစားစေခြင်းဖြင့်အယမ်းကိုပြက်လွယ်တဲ့အတ္တတွေကိုခြံထားခဲ့တာပါပဲအမျိုးသားတစ်ယောက်ဟာဘလောက်ပဲမာကျောဖို့ဖိအားပေးခံရ
သူ့ရဲ့အတ္တကပိုပြီးအားနည်းပါတယ်လူမှုရေးအရာယောက်ျားတွေကကြမ်းတမ်းရမယ်စိတ်ခံစားမှုမရှိရဘူးအုပ်ဆိုးရမယ်လို့မျှော်လင့်ထားတာတွေကအမျိုးသားတွေအတွက်ပျက်စီးလွယ်တဲ့အတ္တတွေနဲ့အန္တရာယ်ရှိတဲ့အပြုအမူတွေကိုဖြစ်စေပါတယ်ဒီကျင်းမြောင်းတဲ့ယောက်ျားပိတမှုအတိတ်ပဲဖွင့်ဆိုချက်ကအမျိုးသားတွေရဲ့စိတ်ခံစားမှုတွေကိုဖော်ပြခြင်းအကူအညီတောင်းခံခြင်းဆက်ဆံရေးတွေဖန်တီးခြင်းကိုဟန့်တားထားပါတယ်ဒါတွေကငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေမှာလည်းတက်ရောက်မှုရှိပါတယ်ဥပမာငွေကြေးအခက်အခဲကိုဝန်မခံခြင်းငွေကြေးဆိုင်ရာအကြံဉာဏ်တွေမတောင်းခံခြင်းဒါမှမဟုတ်တခြားသူတွေထက်တာလွန်ကြောင်းပြသဖို့မလိုအပ်တဲ့အန္တရာယ်တွေယူခြင်းတို့ပါပဲမိန်းကလေးတွေရဲ့ငွေကြေးအိမ်မက်တွေကိုကျုံပစ်ခြင်းကျွန်တော်တို့မိန်းကလေးတွေကိုကိုကြုံသွားအောင်တင်းငယ်သွားအောင်သင်ပေးကြပါတယ်ငယ်စဉ်ကတည်းကမိန်းကလေးတွေကိုအမျိုးသားတွေရဲ့အတ္တကိုမချိန်းချောက်ဖို့ကိုချင်းစာစိတ်ရှိဖို့တိတ်ဆိတ်ဖို့နဲ့ရည်မှန်းချက်နေအောင်နေတတ်ဖို့သင်ကြားပေးလေးရှိပါတယ်ဒီလိုလူမှုရေးသင်ကြားမှုတွေကအမျိုးသမီးတွေရဲ့ယုံကြည်မှုနဲ့အလောက်ကန်ရည်မှန်းချက်တွေအပေါ်ရေရှည်အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်ဥပမာကိုယ့်ရဲ့အောင်မြင်မှုတွေကိုလျှော့ပြောတာကိုယ်ခံယူချက်ကိုတင်ပြဖို့ရှောင်ရှားတာကိုယ့်ရဲ့လိုအပ်ချက်တွေထက်သူတစ်ပါးရဲ့လိုအပ်ချက်တွေကိုဦးစားပေးတာအလောက်ကန်ရည်မှန်းချက်တွေကိုကန့်သက်တာမျိုးတွေပေါ့ဒီလိုကျုံပစ်ခြင်းကသူတို့ရဲ့လစာယာတုတိုးမှုယင်းနှိမ့်မြုပ်နှံမှုဆုံးဖြတ်ချက်တွေအပြင်ငွေကြေးလွတ်လပ်ခွင့်ကိုပါတိုက်ရိုက်ထိခိုက်စေပါတယ်လိင်တန်းတူညီမျှမှုကအားလုံးအတွက်ငွေကြေးအကျိုးလိင်ကွဲခြားမှုဆိုင်ရာမျှော်လင့်ချက်တွေရဲ့ဝင်ထုတ်ဝင်ပိုးမရှိဘူးဆိုရင်ကျွန်တော်တို့ဘလောက်ပိုပြီးပျော်ရွှင်ကြမလဲဘလောက်ပိုပြီးလွတ်လွတ်လပ်လပ်ကိုယ်တိုင်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းနေထိုင်နိုင်ကြမလဲဆိုတာစိုးစားကြည့်ပါဒီလိုတန်းတူညီမျှမှုကလူတိုင်းအတွက်အကျိုးရှိပါတယ်လူတဦးချင်းစီကိုကန့်သက်ချက်တွေမရှိဘဲသူတို့ရဲ့စိတ်ဝင်စားမှုတွေအရေးချင်းတွေကိုလိုက်လုပ်ခွင့်ပေးတဲ့အတွက်လူတိုင်းရဲ့ဘဝတိုးတက်မှုကိုအထောက်အကူပြုပါတယ်ဥပမာစီးပွားရေးထုတ်လုပ်နိုင်စွမ်းပိုများလာတာအမျိုးသားမျိုးသမီးအားလုံးအတွက်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပိုမိုကောင်းမွန်လာတာဆက်ဆံရေးတွေပိုမိုမြတ်တလာတာနဲ့ဆုံးဖြတ်ချက်ချရာမှာမတူညီတဲ့အမြင်တွေရလာတာစတာတွေပေါ့ဒါတွေအားလုံးဟာကျွန်တော်တို့ရဲ့စီးပွားရေးတစ်ခုလုံးအတွက်ကြီးမားတဲ့တိုးတက်မှုတွေကိုယူဆောင်လာပါလိမ့်မယ်ကလေးတွေကိုမတူအောင်ပြုစုပျိုးထောင်ခြင်းကျွန်တော်တို့ကလေးတွေကိုပြုစုပျိုးထောင်တဲ့အခါလိင်ကွဲပြားမှုအစားအရေးချင်းတွေကိုပဲအာရုံစိုက်မယ်ဆိုရင်ကောဒါမှမဟုတ်လိင်ကွဲပြားမှုအစားစိတ်ဝင်စားမှုတွေကိုပဲအာရုံစိုက်မယ်ဆိုရင်ကောကျွန်တော်တို့ဟာဒီလိုလူမှုရေးတန်တရားကိုဖျက်တောက်ဖို့လိုပါတယ်ကလေးတွေကိုလိင်မျိုးစားခွဲခြားထားတဲ့မျှော်လင့်ချက်တွေမရှိဘဲပြုစုပျိုးထောင်ပေးရပါမယ်ဒါမှသူတို့ရဲ့စိတ်ဝင်စားမှုနဲ့အရေးချင်းတွေကိုလူမှုရေးစည်းမျဉ်းတွေအရမဟုတ်ဘဲတဦးချင်းစီရဲ့နှစ်သက်မှုအရတိုးတက်အောင်လုပ်နိုင်မှာပါဒါကအနာဂတ်မှာသူတို့ရဲ့ငွေကြေးအရေးချင်းနဲ့ရွေးချယ်မှုတွေကိုတိုက်ရိုက်ပုံဖော်ပေးမှာပါဥပမာအမျိုးမျိုးသောစိတ်ဝင်စားမှုနဲ့လှုပ်ရှားမှုတွေကိုအားပေးတာလိင်မျိုးအစားခွဲခြားတဲ့စကားလုံးတွေပုံစံတွေမသုံးစွဲတာတန်းတူအခွင့်အရေးတွေနဲ့တာဝန်တွေကိုပေးအပ်တာနဲ့ဆက်ဆံရေးတွေမှာတန်းတူညီမျှမှုကိုပုံဖော်ပြတာစတာတွေပေါ့အမျိုးသမီးဆန်မှုကိုပွေ့ဖက်ခြင်းဆိုတာအားနည်းချက်မဟုတ်ဘူးကျွန်တော်ဟာကျွန်တော်ရဲ့အမျိုးသမီးဆန်မှုအတွက်တောင်းပန်ခြင်းမပြုတော့ဘူးဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်ရဲ့အမျိုးသမီးဘဝအတွက်ကျွန်တော်လေးစားခံချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်လေးစားခံထိုက်လို့ပါစစ်မှန်တဲ့ကိုဖြစ်ခြင်းကနေစွမ်းအားတွေရရှိပါတယ်ရိုးရာအမျိုးသမီးဆန်တဲ့အရေးချင်းတွေဒါမှမဟုတ်စိတ်ဝင်စားမှုတွေကိုအားနည်းချက်ဒါမှမဟုတ်ခိုင်မာတဲ့အရေးချင်းရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့စန့်ကျင်ဘက်အဖြစ်မမြင်သင့်ပါဘူးဒါကကျွန်တော်တို့ရဲ့ငွေကြေးဆိုင်ရာအသက်မွေးဝမ်းကြောင်းမှုမှာလည်းအရေးကြီးပါတယ်အမျိုးသမီးဆန်တဲ့အရေးချင်းတွေကိုအားနည်းချက်အဖြစ်မသတ်မှတ်ဘဲတန်ဖိုးထားတာဟာလုပ်ငန်းခွင်မှာလစာပိုရဖို့ယာတုတိုးဖို့နဲ့ပိုမိုကောင်းမွန်တဲ့ယင်းနှိမ့်မြုပ်နှံမှုဆုံးဖြတ်ချက်တွေချနိုင်ဖို့အထောက်အကူပြုပါတယ်အမျိုးသားတွေရဲ့တန်းတူညီမျှငွေကြေးဖန်တီးမှုမှာတက်ကြွစွာပါဝင်မှုဒီလိုအသေးမွာအခြေအနေတွေမှာအမျိုးသားတွေဟာအတန်ထွက်ပြီးပြောဖို့လိုအပ်ပါတယ်လိင်တန်းတူညီမျှမှုကိုအမျိုးသားတွေရဲ့တက်ကြွစွာပါဝင်မှုမရှိဘဲအောင်မြင်အောင်လုပ်လို့မရပါဘူးအမျိုးသားတွေဟာသူတို့ရဲ့အခွင့်အရေးတွေကိုသိရှိပြီးလိင်ခွဲခြားတဲ့အပြုအမူတွေနဲ့သဘောထားတွေကိုစိန်ခေါ်ဖို့သူတို့ရဲ့ position ကိုအသုံးပြုရပါမယ်ဒါကငွေကြေးကဘာအတွက်လည်းအရေးကြီးပါတယ်ဥပမာလိင်ခွဲခြားတဲ့အပြုအမူတွေကိုထောက်ပြတာလုပ်ငန်းခွင်မှာတန်းတူအခွင့်အရေးတွေရဖို့ထောက်ခံတာအိမ်တွင်းအလုပ်တွေကိုမျှဝေတာအမျိုးသမီးတွေရဲ့အတန်တွေကိုနားထောင်ပြီးအားဖြည့်ပေးတာစတာတွေပေါ့အမျိုးသားတွေရဲ့ပါဝင်မှုက
လစာကွာဟမှုတွေကိုပိတ်ဆို့တာဥဆောင်မှုနေရာတွေမှာအမျိုးသမီးကိုစားပြုမှုတိုးမြင့်တာနဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုပိုမိုကောင်းမွန်အောင်လှုပ်ဆောင်တာစတဲ့အကျိုးကျေးဇူးတွေရရှိစေပါတယ်။ယူကျေးမှုရဲ့အဆင့်ဆင့်ပြောင်းလဲမှုနဲ့ငွေကြေးဆိုင်ရာအခွင့်အလမ်းများယူကျေးမှုဆိုတာအမြဲတမ်းပြောင်းလဲနေတာပါ။ရိုးရာဓလေ့ကကျွန်တော်တို့ရဲ့ကံကြမ္မာမဟုတ်ပါဘူး။လိင်ခွဲခြားမှုကိုဆက်လက်ဖြစ်စေတဲ့ယူကျေးမှုဆိုင်ရာလှုပ်ဆောင်ချက်တွေဟာမပြောင်းလဲနိုင်ဘူးမဟုတ်ပါဘူး။ယူကျေးမှုဆိုတာပြောင်းလဲနိုင်ပြီးရည်ရွယ်ချက်ရှိပုံဖော်နိုင်တဲ့ဆိုတာကိုကျွန်တော်တို့သိထားခြင်းဖြင့်အန္တရာယ်ရှိတဲ့ရိုးရာဓလေ့တွေကိုဖယ်ရှားပြီးပုံမမျှတတဲ့အသစ်တွေကိုဖန်တီးနိုင်ပါတယ်။ဥပမာအဖိုးလူမျိုးစုယူကျေးမှုမှာအမွာကလေးငယ်တက်ဖြတ်ခြင်းကိုဆွန့်လွတ်ခဲ့တာဥဆောင်မှုနေရာတွေမှာအမျိုးသမီးတွေကိုလက်ခံမှုတိုးလာတာလက်ထပ်ထိမ်းများခြင်းနဲ့မိသားစုရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေပြောင်းလဲလာတာစတာတွေပေါ့ဒီလိုပြောင်းလဲမှုတွေကအမျိုးသမီးတွေအတွက်ငွေကြေးပါဝင်မှုနဲ့အခွင့်အရေးတွေကိုတမိုင်းကြောင်းအရာဟန်တာခဲ့တဲ့အမွေဆက်ခံခြင်းဆိုင်ရာဥပဒေတွေငွေကြေးဆုံးဖြတ်ချက်တွေမှာအမျိုးသားတွေကိုသာအဓိကထားတာမျိုးတွေကိုပြောင်းလဲစေပါတယ်ဒီဗီဒီယိုလေးကနေကျွန်တော်တို့ရဲ့ပတ်စံနဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေအပေါ်လိင်ကွဲပြားမှုဆိုင်ရာအမြင်တွေကဘလောက်အထိလွှမ်းမိုးနေတယ်ဆိုတာကိုမျက်လုံးပွင့်သွားစေခဲ့မယ်လို့ထင်ပါတယ်။မှားယွင်းတဲ့အမျိုးသမီးဝါဒအမြင်တွေကနေစပြီးလူမှုရေးဖန်တီးထားတဲ့လိင်ကွဲပြားမှုတွေအမျိုးသားတွေရဲ့မာကျောတဲ့ပုံစံတွေနဲ့မိန်းကလေးတွေကိုကိုကြုံခိုင်းတာတွေထိဒီအချက်တွေအားလုံးဟာကျွန်တော်တို့ရဲ့ငွေကြေးကဘာကိုဓာတ်ရိုက်ထိခိုက်နေပါတယ်။လိင်တန်းတူညီမျှမှုကလူတိုင်းအတွက်ငွေကြေးအကျိုးကျေးဇူးတွေယူဆောင်လာတယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။အနာဂတ်အတွက်ကလေးတွေကိုပိုမိုပွင့်လင်းစွာပြုစုပြောင်းထောင်ခြင်းအမျိုးသားတွေရဲ့ပါဝင်မှုနဲ့ယူကျေးမှုဆိုင်ရာပြောင်းလဲမှုတွေကကျွန်တော်တို့ရဲ့ငွေကြေးအနာဂတ်ကိုဘယ်လိုပုံဖော်ပေးနိုင်လဲဆိုတာနားလည်ခဲ့ပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့ငွေကြေးအနာဂတ်အတွက်စူးစမ်းပုံတွေပြောင်းလဲရမယ်။ဒီဗီဒီယိုကနေရရှိတဲ့အသိပညာတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာလက်တွေ့ကျင့်သုံးပြီးပုံမမျှတတဲ့ပုံမကြွယ်ဝတဲ့ကဘာကြီးကိုဖန်တီးနိုင်ဖို့ခြေလှမ်းစတင်လိုက်ကြရအောင်